ဒီနေ့မှာတော့ကျွန်တော်ကလုပ်ငန်းခွင်ရဲ့ communication အကြောင်းအရာလေးတွေကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။လုပ်ငန်းခွင်မှာကျွန်တော်က communication မကောင်းတာစက်တစ်လုံးမှာချောစီမရှိသလိုပဲအပြင်ပန်းကြည့်ရင်တော့ဘာမှမဖြစ်သလိုပဲထင်ရပေမဲ့အတွင်းထဲမှာတော့ဒါတယောက်နဲ့တယောက်နားလည်မှုလွဲတာအနေစပြီးတော့အလုပ်တွေထပ်တာအချိန်ကုန်တာနောက်ပြီးတော့အချင်းချင်းကြားမှာအပြန်အလှန်ပြစ်တင်တာမျိုးတွေအထိကိုအဲ့ဒါဖြစ်လာနိုင်တယ်ပေါ့နော်။အထူးသဖြင့်တင်းဝန်းနဲ့လုပ်ပြီးဆိုရင်တယောက်ကိုတယောက်တေချာအလုပ်ပုံကိုင်ပုံတွေပြောဆိုဆက်သွယ်ပုံတွေမသိတဲ့အခါကျွန်တော်ယုံကြည်မှုတွေရော့ပြီးတော့လုပ်ငန်းခွင်ကပြောစရာမကောင်းတဲ့နေရာကြီးတစ်ခုလိုဖြစ်သွားတတ်တယ်ပေါ့နော်။ဒါပေမဲ့ပြောင်းပြန်အနေနဲ့ကြည့်မယ်ဆိုရင်အချင်းချင်းပုံမှန်လေးနဲ့ရှိပြီးတော့စနစ်တကျ communication လုပ်တတ်တဲ့လူကအလုပ်တွေရလည်းပို့ပြီးမယ်ပုံမကောင်းမွန်တဲ့ environment တစ်ခုလည်းဖြစ်ပြီးတော့ရလက်ကောင်းလေးလည်းရနိုင်တယ်။ So အဲ့ဒီတော့လုပ်ငန်းခွင်မှာ communication ကောင်းဖို့အတွက်ဆိုရင်ပထမဆုံးအရေးကြီးတာကြတော့ active listening ကအရေးကြီးတယ်။ကျွန်တော်တို့အများစုကစကားပြောတဲ့အခါမှာတစ်ဖက်လူပြောတာကိုတကယ်နားထောင်တာတက်ကိုပြန်ပြောမဲ့အလှည့်ကိုပဲစောင့်နေကြတာများတယ်။ဒါပေမဲ့ active listening ဆိုတာကျတော့အဲ့လိုမဟုတ်ဘူး။တစ်ဖက်လူရဲ့စကားလုံးတွေကိုနားထောင်ပြီးတော့သူတို့ရဲ့ခံစားချက်လိုအပ်ချက်တွေကိုတည်တည်ချာချာနားထောင်တာမျိုးကိုကျွန်တော်တို့ကဒါ active listening skill လို့ခေါ်တယ်ပေါ့နော်။လုပ်ငန်းခွင်မှာကျွန်တော်တို့လုပ်ဖို့ခိုင်းဖက်တွေဒါမှမဟုတ် client တွေနဲ့စကားပြောတဲ့အခါeye contact လုပ်တာအကောင်းညှိပြတာမရှင်းတာတွေကိုကျွန်တော်တို့ပြန်မေးတာကိုသူတို့ရဲ့စကားတွေကိုကိုကတန်ဖိုးထားတယ်ဆိုတော့အချက်ကိုပြသရရောက်တယ်ပေါ့နော်အဲ့လိုမျိုးအချက်တွေကပဲသူတို့နဲ့ကိုကြားမှာဒါယုံကြည်မှုကိုတိဆောက်လို့ရတာပေါ့နော်ဒီလိုမျိုးသူတို့ပြောတဲ့စကားတွေကိုတေချာနားထောင်မှာပဲအလုံးမှာအမှားရောနေပြီးတော့တစ်ဖက်လူရဲ့လိုအပ်ချက်ကိုတက်တက်မတ်မတ်ဖြည့်ဆည်းပေးနိုင်မှာလုပ်ငန်းခွင်မှာ communication ကောင်းဖို့အတွက်ဆိုရင် active listening skill ဟာပထမဆုံးအရေးကြီးတဲ့အချက်ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကလုပ်ငန်းခွင်မှာစကားပြောတဲ့အခါလိုတိုရှင်းဖြစ်ဖို့ကပို့ပြီးတော့အရေးကြီးတယ်အချက်လက်တွေအများကြီးကိုလိုတာတက်ပို့ပြီးရှင်းပြတာဒါမှမဟုတ်ကျွန်တော်တို့ information မပြည့်စုံမဲနဲ့ရှင်းပြတာတွေကတယောက်နဲ့တယောက်ကြားမှာနားလည်မှုလွဲတာတွေဖြစ်တတ်တယ်အဲ့လိုပဲကျွန်တော်တို့ email ပို့တာပဲဖြစ်ဖြစ် messenger ကနေပြီးတော့chatting နဲ့စကားပြောတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုပြောပြီးဆိုရင်ကိုပြောချင်တဲ့ main point ကိုပဲအဓိကတည်ပြီးပြောတင်တယ်ပြီးတော့မှလိုအပ်တဲ့ detail တွေကိုဖြည့်ပြီးပြောတင်တယ်ပေါ့နော်အဲ့လိုပြောတာကကျွန်တော်နားလည်မှုလွဲတာတွေကိုအမြင်လွဲတာတွေနားလည်မှုလွဲတာတွေကို short ချပေးနိုင်တယ်အဲ့ဒါပြင်ကျွန်တော်တို့ကအချိန်လေးနဲ့အချိန်ကပေါ့လိုက်ပြီးတော့professional tone တွေကိုရွေးချယ်ပြီးတုံးတက်ကြတယ်ပေါ့နော်အဲ့ဒါမှပဲကျွန်တော်တို့ကနားလည်မှုလွဲတာအချင်းများတာစကားများတာတွေဖြစ်တဲ့နှုံကို short ချပေးနိုင်ပါတယ်နောက်တစ်ခုဆွေးနွေးခြင်းတဲ့အချက်ကကျတော့လုပ်ငန်းခွင်မှာ respect ရှိရမယ်ပေါ့နော်လုပ်ငန်းခွင်မှာကျွန်တော်တို့က respectful communication ရှိခြင်းဟာလူအချင်းချင်းကြားမှာတန်လိုက်လို့ပဲဆွဲဆောင်မှုရှိတယ်လုပ်ဖို့ကင်ဘက်အချင်းချင်းကဘယ်တော့ပဲရင်းနှီးပါစေworkplace etiquette အရာတော့လေးစားမှုရှိတဲ့ language တွေကိုအမြဲသုံးပြီးတော့ပြောသင့်တယ်ပေါ့နော်အယူဆမတူညီလို့ကျွန်တော်တို့ကရင်းခုံရမယ့်အချိန်မှာတော့တစ်ဖက်လူရဲ့ပုံကိုယ်ရေးကိုမထိခိုက်ပဲနဲ့ဒါကိုယ့်ရဲ့အမြင်ကိုပုံပွင့်လင်းလင်းချပြပြီးတော့အပြုတော့ပေါ်ဆောင်တဲ့စကားတွေကိုပဲပြောသင့်တယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့လုပ်ငန်းခွင်မှာအတင်းဖြင့်ပြောတာဒါမှမဟုတ်ရင်းသီးတဲ့စကားလုံးတွေသုံးပြီးတော့ thousand communication ဖြစ်တာကိုရှောင်ကျဉ်ရမယ်အမြဲတမ်း professional ဆန်ဆန်တည်တည်ငြိမ်ငြိမ်တုံ့ပြန်ခြင်းဟာဒါလုပ်ငန်းခွင်မှာကိုယ့်ရဲ့ personal brand ကိုလည်းမြင့်တင်ရာရောက်ပါတယ်နောက်တစ်ခုကကြောက်တော့ကျွန်တော်တို့ကလုပ်ငန်းခွင်မှာ feedback ပေးတာပေါ့နော်တယောက်နဲ့တယောက်တိုးတက်လာဖို့အတွက်ဆိုရင် feedback ပေးတာအရင်ရေးကြည့်တယ်နော်အပြစ်တင်တာမျိုးမဟုတ်ဘဲနဲ့ဘယ်လိုတိုးတက်အောင်ပြင်ဆင်ရမလဲဆိုတော့ positive feedback တွေပေါ့နော် feedback ပေးတဲ့အခါမှာလည်းကျွန်တော်တို့ကတစ်ဖက်လူကစိတ်တက်မကြသွားအောင်ကောင်းကင်လေးတွေကိုအရင်ပြောပြီးတော့မှပြင်ဆင်ရမယ့်အချက်တွေကိုအကြံပြုတာပိုပြီးတော့ကောင်းတယ်ပေါ့နော်ကိုယ်တိုင်ကလည်းဒီတခြားလူတယောက်ရဲ့ negative feedback တွေကိုပြန်ပြီးတော့လက်ခံရတဲ့အခါမှာကိုယ်တိုက်ခိုက်တယ်လို့မမြင်ဘဲနဲ့သင်ခန်းစာယူစီအသိပညာတစ်ခုပေးစီလို့သဘောထားပြီးတော့ကျွန်တော်တို့ကတည်တည်ငြိမ်ငြိမ်နဲ့နားထောင်တိုက်ရမယ်ပေါ့နော်ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုလုံးမှာအဲ့လိုမျိုးအပြန်အလှန်ပုံဝင်လင်းလင်းနဲ့ feedback ပေးတဲ့ culture ကတင်းတစ်ခုလုံးကိုပို့ပြီးတော့စွမ်းဆောင်ရည်မြင့်စေတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကကျတော့ non verbal communication ပေါ့နော် non verbal communication ဆိုတာကျတော့စကားလုံးမဟုတ်တဲ့ဆက်သွယ်မှုပေါ့နော်အဲ့ဒီမှာကျွန်တော် body language ပါရင်ပါမယ်မျက်နှာပေးပါရင်ပါမယ်နောက်ပြီးတော့ tone of voice လည်းပါရင်ပါမယ်ပေါ့နော်အဲ့ဒါတွေနဲ့ဆက်သွယ်ပြီးဆိုရင်ကျွန်တော်တို့ကဒါ non verbal communication လို့ခေါ်တယ်ကိုကစကားပြောပြီးဆိုရင်စကားလုံးတွေကဘယ်လောက်ပဲကောင်းနေပါစေ body ကြီးကတောင်းတောင်းကြီးဖြစ်နေတယ် eye contact မရှိဘူးတောင်ကြီးမြောင်ကြီးဖြစ်နေတယ်မျက်နှာပေးကမဖော်ရွေဘူးဆိုရင်တစ်ဖက်လူကကိုယုံကြည်ဖို့ခတ်သွားနိုင်တယ်အဲ့လိုပဲစကားပြောတဲ့အခါမှာတစ်ဖက်လူနဲ့စကားပြောတဲ့အခါမှာကျွန်တော်တို့ကမျက်လုံးချင်းစုံပြီးတော့နားထောင်ပေးတာအဲ့လိုမျိုးပြုံးပြုံးရွှင်ရွှင်နဲ့တုတ်ပြန်ပေးတာသူ့ရဲ့စကားကိုကတန်ဖိုးထားတယ်ဆိုတဲ့အချက်ကိုပြသရရောက်တယ်အထူးသဖြင့်ပေါ့နော်စကားလုံးတွေတူညီနေတော့မှကျွန်တော်တို့က tone of voice တွေအကွဲတယ်ဆိုရင်အဓိပ္ပာယ်အများကြီးပြောင်းလဲသွားနိုင်တယ်ဆိုတော့အဲ့တော့ကျွန်တော်တို့က non verbal communication ကိုလည်းသတိထားဖို့လိုအပ်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကကျတော့ digital communication skill ပေါ့နော်အခုလိုမျိုးနေပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာကျွန်တော်တို့ messenger နဲ့ဆက်သွယ်တာရှိတယ် email ပို့ပြီးဆက်သွယ်တာရှိတယ်ပေါ့နော်အဲ့လိုမျိုးစာရေးရေးပြီးဆက်သွယ်ပြီးဆိုရင်ကိုပြောချင်တဲ့အချက်ကိုလိုတိုရှင်းထိထိမိမိပြောတတ်ဖို့လိုတယ်တစ်ဖက်လူကို reply ပြန်ပြီးဆိုရင်လည်းကျွန်တော်တို့က okay လို့ဟုတ်ကဲ့လို့ပေါ့အဲ့လိုမျိုးစကားလုံးတွေနဲ့တောက်ပြန်တာက
အတိတ်ပဲလွဲမှားမှုတွေဖြစ်စေနိုင်တယ်လို့တို့ရှင်းတုတ်ပြန်ခြင်းအောင်မှာကျွန်တော် emoticon icon လေးပေါ့ emoji လေးပေါ့နော် emoji လေးတွေအသုံးသင့်တယ်အဲ့ဒါအပြင်ကိုကျွန်တော် online meeting တွေတက်ရတဲ့အခါမှာလည်းနော်ကင်မရာဖွင့်ထားတာကိုစကားမပြောခင်အချိန်မှာ mic ပိတ်ထားတာမျိုးအချိန်တိကျတာမျိုးတွေဟာဒါ professional ဆန်တဲ့အချက်ကိုပြသရောက်တယ်အဲ့ဒီတော့ကျွန်တော်တို့က digital နယ်ဘက်မှာစသွယ်ပြောဆိုပြီးဆိုရင်ကိုပြောချင်တဲ့အချက်က location ထိမိနေရမယ်အချိန်ကုန်တတ်တာဖို့အတွက် main point တွေကိုပဲအဓိကထားပြီးပြောသင့်တယ်ပေါ့နော် communication ဆိုတာကြတော့ကျွန်တော်တို့ကအမြဲတမ်းတိုးတက်နေအောင်လေ့လာထားသင့်တယ်ပေါ့နော်လေ့ကျင့်သင့်တယ်အဓိကကတော့ communication skill ကောင်းမွန်အောင်တိုးတက်အောင်လုပ်တော့မယ်ဆိုရင်ကိုကဘလို့ပုံစံမျိုးနဲ့ဆက်သွယ်ပြောဆိုရမယ်ဆိုတော့ပထမခြေလှမ်းအနေနဲ့လေ့လာသင့်တယ်နောက်ပြီးတော့ကိုယ်ပတ်ဝန်းကျင်မှာစကားပြောကောင်းတဲ့လူတွေဘယ်လိုမျိုးအချင်းချင်းပြောဆိုဆက်သွယ်ကြလဲဆိုတော့သေချာ observation စောင့်ကြည့်လေ့လာသင့်တယ်နောက်ပြီးတော့တစ်ဖက်လူကကိုယ့်ကိုစကားတွေပြောတဲ့အခါမှာအဲ့ဒီစကားပေါ်အချက်လက်ပေါ်မူတည်ပြီးတော့ဒါမေးခွန်းတွေပြန်မေးခြင်းဟာလည်းသူနဲ့ကိုယ်ချအကောင်းမွန်တဲ့ဆက်ဆံရေးကိုတိစောက်ပြီးသားဖြစ်တယ်အဲ့လိုမျိုး communication skill ကောင်းဖို့အတွက်ဆိုရင်စာအုပ်တွေဖတ်တာသင်တန်းတက်တာ talk show တွေကြည့်တာရုပ်ရှင်ကြည့်တာမျိုးအဲ့လိုမျိုးပေါ့နော် learning လုပ်ရင်းနဲ့လည်းသင်ယူသွားလို့ရတယ်ဒီကောကြောင့်အနေနဲ့ပြောရမယ်ဆိုရင် communication ကိုစတင်လေ့ကျင့်တော့မယ်ဆိုရင်ကျွန်တော်တို့အမှားတွေရှိနိုင်မယ်အဲ့ဒီအမှားတွေကမှတစ်စင်သင်ခန်းစာယူပြီးတော့နေ့စဉ်နည်းနည်းချင်းစီပူကောင်းအောင်လေ့ကျင့်မယ်ဆိုရင်လူများလေးစားရတယ်ဒါ communication ကောင်းတဲ့လူတစ်ယောက်ဖြစ်လာမှာဆိုတဲ့အကြောင်းကိုကျွန်တော်ကဒါမျှဝေပေးလိုက်ရပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတဲ့အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါနောက်ထပ်ဗီဒီယိုမှာလည်းနောက်ထပ် idea အသစ်တွေနဲ့အတူပြန်လာခဲ့ပါမယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ